ကျွန်တော်ဘွားအမှန်ပြောပြမယ်ကျွန်တော်95မှာရောက်တယ်ကျွန်တော်အမေကအဲ့တုန်းကဒီ international school မှာစီးလုံးမှာရှိတဲ့ international school မှာကျွန်တော်အမေကအင်္ဂလိပ်စာပြတယ်ကျွန်တော်ရောက်ချင်းမှာအမေလို့ကျွန်တော်ဘွားကသူများစားတယ်လို့စားနေတယ်လို့မနေခဲ့ရတဲ့ဘွားကျွန်တော်အလုံးလုံးပြစေလို့ငါကျူရှင်ပေးနေတဲ့ထိုင်းမှာတယောက်တော့ရှိတယ်တဲ့ငါသူ့ကိုပြောပေးမယ်သူ့စက်ယုံမှာနေအလုံးလုံးမလားပတ်စံရပြီးတော့လုံးမယ်ဗျာလို့အဲ့ဒါနဲ့အဝတ်စက်ယုံဖြစ်တယ်အဲ့ဒါလို့တော့3လပဲလောက်ရတယ်ကျွန်တော်ရီးစားထားမိတယ်သူတို့လည်းအိမ်အောင်တွေပါလေကြားသွားပြီပေါ့ဗျာဒါကြောင့်အဲ့ဒီရီးစားနာမည်တော့မပြောတော့ပါဘူးမဟုတ်တော့ကျွန်တော်ပြောမှုလို့ဒါပေမဲ့သူ့ယောက်ျားဒေါသထွက်နေမှာဒီမှာရှိလားမရှိလားကျွန်တော်လည်းမသိဘူးဆိုတော့သူနဲ့ရီးစားထားတော့ကျွန်တော်အမေကချက်ချင်းအလုတ်ထုတ်လိုက်တယ်နင်းရောငါဒီမှာထားတာအလုတ်လောက်ခိုင်းတာနင်းပတ်စံရှာရှင်လို့အခုကပတ်စံမရောက်နင်းရီးစားရလာပြီအိမ်မှာပြန်နေဆိုတော့ကျွန်တော်အလုတ်ပြုတ်သွားအဲ့ဒီလုတ်လေးကတော့မစိုးဘူးဘာလို့ကျွန်တော်အမေစာတင်ပေးတဲ့ထိုင်းမရဲ့လုပ်ငန်းဆိုတော့ဆရာမရဲ့သားဆိုတော့ तू ကဟိုနေရာကောင်းကောင်းမှာထားတယ်ဗျာမပင်ပန်းတဲ့နေရာမှာထားတယ်ဆိုတော့ကျွန်တော်အေးစေးအရန်တတ်တာနဲ့အချိန်မှာဒီနှလုံးသားရဲ့နှလုံးသားရဲ့ဒီပြဿနာပေါ့ဗျာဒီတင်စာမော်ရဲ့တခြင်းလို့ဆွဲလမ်းမှုပြဿနာပေါ့ဗျာဒါဒီမှာရေးဆိုင်ရပြီရေးဆိုင်ရတော့ရှင်းပြောရဗျာမြန်မာကားလို့ကွာခွဲလိုက်တယ်ကွာခွဲလိုက်တော့အဲ့နဲ့ခွဲခလာအဲ့ဒီကောင်မလေးကလည်းအရန်နာကျင်းစွာနဲ့ပဲဘယ်လည်းမသိပြန်သွားတယ်ကျော်လဲအမေကအိမ်မှာပဲနေငါကျွေးတာပဲစားအိမ်မှာနေဖျောက်နေကိုစားအိမ်မှာနေတော့ဗျာဘာမှမရှိဘူးပေါ့ဘာမှမရှိလေအိမ်မှာနေတော့အမေကပေးတာလေးနဲ့ပဲစားရတာလေဒါပေမဲ့အိမ်မှာနေတော့ဘာလုပ်ရလဲဆိုတော့အမေကငါပြန်လာမယ်ဈေးတော့ဝယ်ထားထမင်းဟင်းချက်ကျွန်တော်ဘာမှမလုပ်တတ်ဘူးလို့ပြောလဲမရအောင်နေချက်တာစားမယ်ဆိုတော့အဲ့မှာချက်ဥကြော်တယ်မမပြုတ်တယ်ချက်ဥပြုတ်တယ်မမနဲ့ချက်ဥနဲ့တခါတည်းထည့်ပြုတ်တယ်တနေ့လက်ပတ်ပြီးကျွေးနေတာကြာလာတော့သူစိတ်ညစ်လာတာမမချက်ဥတော့ဟုတ်ပါပြီနဲ့တံမြာသီးလေးပါတံမြာသီးတနတ်တွေပါတောက်ွယ်အောင်ငါမစားတတ်တော့ဒီလိုမျိုးနဲ့လှုပ်ရင်းနဲ့ကျဥစ္စာဖြစ်လာတယ်ဗျာအရာအလုပ်လုပ်ချင်တယ်ဆိုတော့ကျွန်တော်ဆူတောင်းတယ်ဘုရားသခင်ဘယ်မှာလုပ်အောင်လဲကျွန်တော်အရေးအချင်းနဲ့မစင်းသားတဲ့ပုံစံချင်းကျွန်တော်အရေးချင်းနဲ့ကျွန်တော်ထိုင်းနိုင်ငံမှာဘာလုပ်ရမလဲလိုက်ရှာတာလေဘီလက်မြေဖြော်တဲ့အလုပ်ပဲရတယ်ဆိုတော့ခင်ဗျာစဉ်းစားကြည့်အသားမဲရတဲ့ကြားတဲ့ဘီလက်မြေထိမယ်ရုပ်ကခင်ဗျာစဉ်းစားကြည့်လိုက်စဉ်းစားတော်ရုပ်ဆုံးမဲ့ကွက်တွေတတလုံးမိမမရတော့မဲ့ကွက်တွေဖြစ်တော့မယ်ဆိုတာကျွန်တော်ကိုပုံဖော်လိုက်တဲ့အချိန်မှာအရင်စိတ်နာတာအမေကပြောတယ်နင်းအတွက်အလုပ်ကိုငါလည်းလိုက်ရှာတယ်နင့်မှာအရေးချင်းလည်းသိမရှိဘူးငါရဲ့တငယ်ချင်းမိတ်ဆွေတွေရှိတယ်အင်္ဂလိပ်အတိုင်းဝိုင်းပဲနေလိုက်ခဲ့လိုက်သွားတယ်တရက်လိုက်သွားတယ်ဒင်နာသွားစားတယ်အဲ့ဒီမှာသူတို့ကအင်္ဂလိပ်လိုထိုင်ပြောတာစတလုံးမှနားမလဲဘူးသူတို့ပြောတာလဲနားထောင်တော့ဩငါအစင်ရဟုတ်ပါတယ်ဒီလိုအတိုင်းဝိုင်းမျိုးဝင်စားမှုသူတို့စကားပြောတလုံးမှနားမလဲဘူးအောင်ကြိုင်နော်အခုဒါဘုရားခင်ဖွင့်ပြလို့အင်္ဂလိပ်လိုတရားတွေပါတယ်ဟောနေတာအဲ့ဒီတုန်းက how are you I fine thank you and you လို့ဘာမှမသိဘူးအဲ့ဒီဘဝမှာကိုအဲ့ဒီဒင်နာလည်းပြန်လာပြီးတော့အင်္ဂလိပ်လိုစကားတစ်လုံးမှမတတ်ပဲနဲ့ငါဘာအလုပ်ရမှာလဲထိုင်းတက်လားမတတ်ဘူးအင်္ဂလိပ်တက်လားမတတ်ဘူးဘာမတတ်မဲ့အတူတူတော့ဘီလက်မြေဖြော်တာပဲရမယ်ဒါပဲသူများစိတ်နဲ့ဆဲမယ်အော်နဲ့အော်မယ်ဒါနဲ့တည့်ရမှာအရာစိတ်တက်ကြတော့ငါဘွားဘာကြီးလဲပွင့်လင်းပြောမယ်နော်ဆရာဆူတောင်းတာပေါ့နော်ဘာဆူတောင်းလဲဆိုတော့ငါသာမိမ့်မယူရင်ဒီမိမ့်မယူတဲ့ကိစ္စလည်းပါလားငါသာအခုမိမ့်မယူမယ်ဆိုရင်ငါမှလှုပ်ကြွေးနိုင်လောက်တဲ့အဆင့်တန်းလဲမရှိဘူးဆိုတော့ငါဘာကောင်းလဲစဉ်းစားတယ်မဟုတ်သေးဘူးအဲ့နဲ့ဟိုဖတ်ဒီဖတ်နဲ့အမေရဲ့စာအုပ်ပုံထဲကနေပြီးတော့မှစာအုပ်တအုပ်ထွက်လာတယ်အဲ့ဒါဆရာကြီးယုတ်ကီချူရဲ့စာအုပ်ဆူတောင်းချင်းစာအုပ်အဲ့ဒီဆရာကြီးယုတ်ကီချူရဲ့ဆူတောင်းချင်းစာအုပ်ကိုဖတ်ရင်းနဲ့ကိုလည်းပြန်ကြည့်တော့ငါခရိယံဖြစ်လာတကယ်တော့ငါဖျောက်တကယ်ယုံတာမဟုတ်ဘူးနော်တကယ်ယုံရင်ဒီဖျားတကယ်မဆတယ်ဖျား
မာကု9:23ပါပြောလဲ တင်းဒီယုံကြည်နိုင်တယ်လို့ယုံကြည်တော်သူဖြစ်ရင်ခတ်သိမ်းတော်မူတော့ကိုတတ်ဆိုင်နိုင်တယ် အင်းဒီယုံကြည်နိုင်တယ်လို့တဲ့ဖခင်ဒါပဲမေးတာမင်းစူးစမ်းနိုင်သလားလဲမမေးဘူးဒီနေ့မေးနေပြီယုံတော့ယုံကြည်တော်ဆရာရဲ့ကျွန်တော်ရဲ့ရှင်နေနဲ့ရှောင်းမပြောနဲ့ယုံကြည်နိုင်သလားဒါပဲပေးနေတာမင်းရဲ့ခြေနေကိုကြည့်လို့ယုံခိုင်းတာမဟုတ်ဘူးခမရဲ့လက်ရှိခြေနေပြောင်းပြန်ဒါပေမဲ့တခုတော့ရှိတာပေါ့ဖခင်နဲ့အလုပ်လုပ်ရင်စိတ်မလောနဲ့ဒီနေ့လူတွေတိတ်စိတ်လောတယ်ကိုဖြစ်ချင်တာတွေရှေ့တန်းတင်လို့မရဘူးတခုပဲရှိတယ်ဖခင်သခင်လုံမယ်ဆိုတာယုံရင်ဘာလို့ ရလဲဆိုတော့မျော်လင့်ခြင်းနဲ့စောင့်တတ်ရတယ်